မိဝမ်းတွင်ဖနောင်းလေး၍ဆင်းရဲရတဲ့မွေးခြင်းထဲမှာအမေချစ်သမီးအလေးမှာမုံကြီးမလေးမှာရချင်လားဒီကနာလေးထားတာမကြီးကချင်းရင်းခုန်ပြကြောက်ယူပြီးအားကိုးရရှာအမကြီးတော့အမေရာဒီကကြီးဒီမှာခုန်ခဲ့တဲ့သူကြီးနားထဲမှာကြားရောက်လာဆက်နေမကောက်ဘူးဘာလေးဖြုံမလို့အချက်ပါနော်တိတာတော့လီရွာနောက်တော့ကြည့်လိုက်အောင်နောက်တော့ဘာယုံဒီမှာဘာယုံကြည့်လိုက်အောင်အမချက်နကကြီးအမေရတွေ့တယ်ဒီမှာချက်နကကြီးအဝင်းမှာရောက်နေတယ်ဒါလို့ပြောပါတော့အမေကိုဆက်လိုက်တော့လိုက်တာဒါကိုဒီမှာချက်နကကြီးချစ်သမီးလေးမှာဟုတ်လားပြောလူတွေနေရာကြောက်နေတယ်မကြီးကတိတ်ကြောင်နေတာချစ်ကြောင်ယူသေးအားကိုးရရှာအမကြီးတော့အမိယာသူတကားကြီးဥပမာချော့မြူခဲ့တဲ့သူတီးတန်နားထဲမှာကြားရောက်လာမိလာတော့မေမောင်လေးယာတိတ်ပါတော့လီကွာလို့ညဆိုင်ချောမရတဲ့ခါဝမ်းရကိုတော့မျက်ရည်ဝဲဝီလာဒါကောင်းရတယ်ငါကြောက်တော့အမေကလည်းလုပ်ပြရလို့လည်းလုပ်ပြတယ်ခုတော့လေလီနာမည်ကြောင့်နေတွေ့ခေါင်းမှာအမဖြစ်ရဲ့ခုဒီမှာအမကြီးကိုတဲ့ပြီးဝမွေးခြင်းနဲ့မှာအခုအားထားလို့ရအမကြီးတော့အမိရာပါအတိတရားမကြွယ်မတိနာမလဲကလေးဘဝရွယ်ကုန်မှာခြေကလေးဆောင်ရစိတ်ကောက်တဲ့အခါအိုလိုက်ငေါက်လိုက်ထိခုတ်လိုက်နဲ့စိတ်ခါငိုကြွယ်မောင်လေးညီမလေးများကိုအလိုလိုက်၍ပွင့်ကပိတ်ခါမိလာတော့မောင်လေးရာသိပါတော့လီကွာလို့ညစားရချုံမရတဲ့အခါဝမ်းနေလို့မျက်ရည်ဝဲဝီလာအမိဝမ်းတွင်ဖနောင်းနေ၍ဆင်းရဲရတဲ့မွေးခြင်းထဲမှာအမေချစ်သမီးအလေးမှာမောင်လေးညီမလေးများကိုယူရကျင်နာစေတနာရီထားကအမကြီးကထိန်ကြောင်းကြီးလားချစ်ကြောက်ယူသေးအားကိုရရှာအမကြီးတော့အမိယာသူစကားဒီဥပမာချော့မြူခဲ့တဲ့သူတီးတန်